ဒီကောင်မလေးက college မှာသူမသဘောကျနေတဲ့ကောင်လေးကိုဖွင့်ပြောခဲ့ပေမဲ့ညင်းပယ်ခတ်လိုက်ရပါတယ်ဒါပေမဲ့လည်းသူမလက်မလျှော့ခဲ့ပါဘူးအဲ့ဒီညမှာပဲသူမရဲ့အချစ်ဆုံးတငယ်ချင်းနဲ့ဆုံဖစ်ထည့်ကြပြီးအဲ့ဒီတငယ်ချင်းကလည်းသူမစိတ်ကူးရနေတဲ့ကောင်လေးရဲ့ညင်းပယ်ခြင်းကိုခံထားရတာပါဒါနဲ့သူတို့နှစ်ယောက်အဖြေရှာဖို့အတူတူကြိုးစားကြရင်တိုင်မင်နေတော့မှာပဲအယုတ်လေးတရုတ်ထဲမှာဝတ်ထားတဲ့ရီစားထားရမ်းချင်းဝန်ဆောင်မှုကြော်ညာတစ်ခုကိုတွေ့သွားကြပါတယ်အဲ့ဒါနဲ့ကောင်မလေးကသူမသဘောကျတဲ့ကောင်လေးရင်ခွန်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာလေ့ကျင့်ဖို့ရီစားတယောက်ထားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူမဝန်ဆောင်မှုပေးတဲ့နေရာကိုရောက်သွားတဲ့အခါဇီးနှုံးတွေကဘလောက်တောင်ကြီးလဲဆိုတာသိပြီးလန့်သွားခဲ့ပါတယ်ဒါကိုမြင်တော့ဆိုင်ရှင်ကလျော်စေးပေးပြီးအလုပ်တင်တယောက်နဲ့အစားထိုးဖို့အကြံပြုခဲ့ပါတယ်ကောင်မလေးကလည်းသဘောတူလိုက်တာပေါ့ဒါပေမဲ့အလုပ်တင်ကဘယ်သူလဲဆိုတာမြင်လိုက်ရတဲ့အခါသူမကြောင်အန်းသွားခဲ့ရပါတယ်သူမကြောင်ကအတန်းဖော်တယောက်ထင်နေလို့ပါဒါပေမဲ့လည်းသူမသဘောကျတဲ့ကောင်လေးကိုအယူချင်းဖို့စိတ်ပိုင်းဖျက်ထားတာမျိုးဂယုမဆိုင်တော့ပါဘူးနည်းနည်းလောက်လေ့ကျင့်ပြီးတဲ့နောက်မှာတော့သူမဟာမြန်ဆန်တွင်းထန်တဲ့နှလုံးခွန်တန်ကိုဂျူတီရဲ့ကြားလိုက်ရပါတယ်သူမစိတ်လှုပ်ရှားသွားပြီးအစီအစဉ်ကအောင်မြင်နေပြီလို့ထင်ခဲ့ပေမဲ့ကောင်လေးကချက်ချင်းပဲရေအေးနဲ့အပတ်ခံလိုက်ရတယ်လို့ပြောချလိုက်ပါတယ်အဲ့ဒီနှလုံးခွန်တန်ကသူ့စီကမဟုတ်ပဲသူမစီကဖြစ်နေလို့ပါနောက်တော့ဒီအကြောင်းအရာအားလုံးကိုသူမရဲ့အချစ်ဆုံးတငယ်ချင်းကိုပြောပြဖို့လုပ်နေတော့မှပဲတုံ့လုတ်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရပါတယ်သူမနဲ့အတူတူလေ့ကျင့်ပေးနေတဲ့ကောင်လေးကအမှန်တော့သူမရဲ့တငယ်ချင်းကိုညှင်းပယ်ခဲ့တဲ့သူဖြစ်နေတာပါအဲ့လာနဲ့သူမလည်းပြောမဲ့စကားတွေကိုချက်ချင်းပဲပြန်မျိုးလိုက်ရပါတော့တယ်သူတို့နောက်တစ်ချိန်ပြန်ဆုံကြတဲ့အခါကောင်လေးကသူမကိုနေရန်သားမှာရုတ်တရက်ပိတ်ဆို့လိုက်ပါတယ်သူမစဝေးစဝါဖြစ်ပြီးဘာလုပ်နေတာလဲလို့မေးပေမဲ့သူကကောင်မလေးရဲ့သားရည်ကွင်းကိုဖြုတ်ပေးလိုက်ပြီးသူမကိုသဘောကျတဲ့ကောင်လေးကဘာလို့မကြိုက်တာလဲဆိုတော့သူမမှာဆွဲတောင်မှု sexy မရှိလို့ဖြစ်ကြောင်းပြောပြခဲ့ပါတယ်ကောင်မလေးကလည်းချက်ချင်းပဲညှင်းဆန်ပြီးပိုးပြီးဆွဲဆောင်မှုရှိအောင်နေပြဖို့ကြိုးစားခဲ့ပေမဲ့မတော်တဆနှုတ်ခမ်းကိုပြင်းထန်တဲ့ကြွိုက်မိသွားပြီးတွေးထွက်သွားခဲ့ပါတယ်သူလေးပြပြတဲ့လဲနဲ့တွေးတိတ်အောင်ချက်ချင်းကူညီပေးခဲ့ပါတယ်အဲ့ဒီနောက်သူကကောင်မလေးအတွက်အဝတ်အစားတစ်စုံကိုပါရွေးချယ်ပေးခဲ့ပါတယ်သူမအဝတ်အစားလေးပြီးထွက်လာတဲ့အခါမှာတော့ကောင်လေးရင်ခွန်သွားရတာကိုမနာဖြောက်ဖြတ်လိုက်ရပါတယ်သူကကောင်မလေးရဲ့စပင်ကိုပြင်ပေးမျက်နှာကိုချွတ်ပေးအရေးကြီးဆုံးအဆင့်ဖြစ်တဲ့နှုတ်ခိုင်းကြီးဆိုတာကိုဆက်လုပ်စေခဲ့ပါတယ်ဒါပေမဲ့သူမရဲ့ကြောက်ကမဲ့နိုင်မှုကိုမြင်တော့သူ့ကိုယ်တိုင်ပဲစိုးပေးလိုက်ပါတော့တယ်သူမရဲ့ညီရဲ့တောက်ပြော့နေတဲ့နှုတ်ခမ်းလေးကိုကြည့်ရင်သူ့စိတ်တွေခဏတာလွေမျောသွားခဲ့ပေမဲ့လက်တွေဘဝတွေကိုချက်ချင်းပြန်သတိဝင်လာခဲ့ပါတယ်ဘာလို့လဲဆိုတော့အစိုးပိုင်းကနေသူကကောင်မလေးရဲ့အကောင့်ကိုသုံးပြီးသူမသဘောကျတဲ့ကောင်လေးနဲ့ချင်းတွေကိုရက်ချင်းယူပေးခဲ့လို့ပါအခုတော့သူမချင်းတွေရမယ့်အချိန်ကိုရောက်လာခဲ့ပါပြီသူကကောင်မလေးအသက်ဖြော်ရည်ဝါသွားယူပေးတဲ့အချိန်မှာပဲသူမသဘောကျတဲ့ကောင်လေးကမမျော်လင့်ပဲဆိုးစီးကြီးရောက်လာခဲ့တာကြောင့်သူလည်းတောင်းတနေရမှာဖုံးနေုံနဲ့အခြားရွေးချယ်စရာမရှိတော့ပါဘူးသူတို့နှစ်ယောက်အဆင်ပြေပြေစကားစမြပြောနေကြတာကိုစောင့်ကြည့်နေရင်သူ့ရင်ထဲမှာဘာကြောင့်မှမသိတဲ့မချေနဲ့မှုတွေရုတ်တရက် delete တက်လာခဲ့ပါတယ်သူဘာလို့အဲ့ဒီလိုခံစားနေရလဲဆိုတာအပြေမရှာနိုင်နေတယ်မှာတင်ကောင်မလေးရဲ့ပခုံးကိုဖတ်ပြီးအနမ်းပေးဖို့ပြင်နေတဲ့ကောင်လေးကိုမြင်လိုက်ရတော့ပါတော့တယ်